Power Rangers တွေရဲ့ White Sox တားရဲတွေမရှိတော့တာကြောင့်သူတို့ရဲ့စောင့်ရှောက်သူဖြစ်တဲ့ Minami ရှီလာကလည်းလွန်ခဲ့တဲ့နှစ်ပေါင်း3000တုန်းကလိုပြန်လည်အိပ်ပျော်သွားပြီဖြစ်ပါတယ်။ White Sox တွေကို Kite တက်ဖြစ်လေ Animax ကပြန်ခေါ်သွားတာဖြစ်ပေမဲ့ Kite ပြောခဲ့တဲ့လူသားတွေကမှကဘာကြီးကိုဖျက်ဆီးနေရဆိုတဲ့စကားကလည်းညင်းလို့မရပဲအခုဆိုရင် Rangers တွေမှာ White Sox ဆွမ်းအားမရှိတော့တာကြောင့် Ock တွေကတော့အပျော်ကြီးပျော်ရွှင်နေကြပြီးဒီတစ်ခေါက်တော့ Rangers တွေကိုအပြတ်ရှင်းမယ်လို့ဆုံးဖြတ်ထားလိုက်ကြပါတယ်ရှီလာပြန်အိပ်ပျော်သွားတဲ့အကြောင်း Cold က Merrick ကိုတောက်ပြပြလိုက်တော့စိတ်ပူပြီး Animarian ကိုထွက်သွားတဲ့အချိန်ညိုထဲမှာအစ်စ်ပေါ်လာတဲ့ Ock တကောင်ကတောင်းကျမ်းနေပြီမဲ့ Rangers အများစုကတော့စိတ်သက်ကြနေကြတဲ့အတွက် Alyssa ကတော့သူတို့ကကဘာကြီးကိုကာကွယ်ရမယ့် Rangers တွေဖြစ်လို့ White Sox တွေမရှိရင်တော့ရင်ဆိုင်ရမယ့်အကြောင်းပြပြလိုက်ပါတယ်ဘလောက်ပဲစိတ်သက်ကြစရာအခြေအနေဖြစ်နေပါစေဘတော်မှအရှုံးမပေးဖို့ပြောတော့မှ Danny နဲ့ Max လည်းသူတို့ရဲ့လက်သုံးစကား Never Give Up ကိုတတိယသွားပြီးမိစ္ဆာကောင်ကိုရင်ဆိုင်မှုထွက်လာကြပါတယ်Merrick ကတော့ White Sox တွေရဲ့အုပ်စုစီကိုသွားပြီး Minami ရှေ့လာကအိပ်ပျော်သွားတဲ့အပြင် White Sox တွေမပါပဲကဘာကြီးကိုဘလို့ကာကွယ်ရမလဲဆိုတာမသိတဲ့အကြောင်းပြောနေတော့သူ့စီကို Animax အဖြစ် Kite ကရောက်လာခဲ့ပါတယ်ကဘာကြီးကိုဖျက်ဆီးနေတဲ့လူသားတွေအတွက်လွန်ခဲ့တဲ့နှစ်3000က Asian Warrior တယောက်ဖြစ်ခဲ့တဲ့ Merrick ကတိုက်ခိုက်ပေးနေဖို့မလိုပဲဒီနေရာကလည်း Merrick နဲ့မသက်ဆိုင်လို့သူနဲ့အတူ White Sox တွေရှိတဲ့နေရာစီလိုက်ခဲ့ဖို့ Animax ကကမ်းလှမ်းလိုက်ပါတယ် White Sox Crystal တွေတုံးလို့မရတော့တဲ့ Rangers တွေလည်းစိတ်ရုပ် Ock တကောင်တော့အတဲအတန်ရင်ဆိုင်နေကြရပြီးအနားမှာကမြို့သူမြို့သားတွေရှိနေရကြောင်းလည်းစိတ်ရှိရင်တိုက်ခိုက်လို့မရတဲ့အပြင်သူတို့ကိုကယ်ဖို့ထက်ကိုယ်တိုင်တော့အနှိမ့်စမရအောင်တတိထားနေကြရတာဖြစ်ပါတယ်Rangers တွေကကဘာကြီးကိုအချိန်ချင်းကယ်တင်ပေးခဲ့ပေမဲ့လူသားတွေကတော့တကယ်တမ်းအန်ရယ်ကြားရောက်လာတဲ့အချိန်မှာတခြားသူကိုကူညီဖို့ထက်ကိုလိုယုံပြီးပဲပြေးကြတာဖြစ်တဲ့အကြောင်း Mandalot ကဖျက်ခင်းစကားနဲ့တွေးထုတ်ပေးလိုက်ပါတယ်ဒါပေမဲ့မထင်မှတ်ထားပဲဒုက္ခရောက်နေတဲ့သူတွေကိုကူညီပေးဖို့ထွက်ပြေးသွားတဲ့စက်ရုံလုပ်သားတွေကပစ္စည်းကိရိယာတွေနဲ့ပြန်ရောက်လာကြပြီးတက်ညီလက်ညီနဲ့အသက်တိုင်းကိုတန်မိုးထားကူညီကယ်တင်ပေးနေရမြင်ရတော့ Rangers တွေလည်းအားတက်သွားခဲ့ကြပါတယ်လူသားတွေကအမားနဲ့မကင်းကြပေမဲ့ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေအကူအညီလိုအပ်နေတဲ့အချိန်မှာတော့ဘာမဆိုလုပ်ပေးတတ်တဲ့သူတွေလည်းအများကြီးရှိတဲ့အပြင်သူတို့ကလည်း White Sox တွေမရှိရင်တော့အသက်နဲ့ရင်ပြီးဒီကဘာကိုကယ်တင်ပေးမှဖြစ်တဲ့အကြောင်း Cold ပြောနေရကို Merrick ကလည်းသူ့ရဲ့နာယီကတဆင့်ကြားလိုက်ရပါတယ်အဲ့ဒါကြောင့်ကဘာအစ်စ်ကိုအတူတူရှာဖွေမယ်ဆိုတဲ့ Animax ရဲ့စကားကိုလက်မခံတော့ဘဲနဲ့လက်ရှိသူ့ရဲ့မိတ်ဆွေတွေဒုက္ခရောက်နေတဲ့အချိန်မှာသူတယောက်ပဲအေးအေးဆေးဆေးမနေနိုင်လို့ဒီကဘာပေါ်မှာပဲနေခဲ့တော့မယ့်အကြောင်း Animax ကိုပြောရင်ထွက်လာခဲ့ပါတယ်Merrick ရဲ့ဆုံးဖြတ်ချက်ကိုသဘောကျသွားတဲ့ Animax က Minami ရှေ့လာကိုပြန်နှိုးပေးလိုက်ပြီးအလူအလဲခံနေရတဲ့ Rangers 9ယောက်စီကိုလာရောက်ဝင်ပလွေ Merrick ကပါအတူတူအခြားခံဖို့ရောက်လာခဲ့ပါတယ်သူတို့အတွက်လုံးဝမျှော်လင့်ချက်မဲ့နေတဲ့အချိန်မှာတော့ Merrick ကလူသားတွေကိုကာကွယ်ဖို့ပဲရွေးချယ်ခဲ့တာကြောင့်သူနဲ့ထိုက်တန်တဲ့စွမ်းအားအဖြစ် White Sox တွေကပြန်လည်ရောက်ရှိလာကြပြီးတောင်းကျမ်းနေရဲ့စက်ရုပ် Ock လည်းလေဆာပူးနဲ့တင်ကြွသွားခဲ့ပါတယ်Toxica ကအသက်ပြန်သွင်းပေးလိုက်တော့ Merrick ကသူ့ရဲ့ Predators နဲ့တကူတဲ့ရင်ဆိုင်မှုကြိုးစားပေမဲ့လေထင်သလားအလုံးမဖြစ်ပဲအခြေအနေမကောင်းတာကြောင့်ပြန်လဲနှုတ်ထလာတဲ့ Minami ရှေလာက White Sox တွေက Rangers တွေရဲ့နှလုံးသားနဲ့ချိတ်ဆက်ပြီးသားမို့ Merrick ကိုကူညီလို့ရအောင်စိတ်ထဲကနေပြန်ခေါ်ဖို့ပြောပြလိုက်ပါတယ်ရှေလာပြောတဲ့အတိုင်းသူတို့ကိုစီမာကတက်ဆိုင်ရာ White Sox တွေရဲ့စွမ်းရည်တွေရှိနေသေးတဲ့အတွက် Merrick ကိုကူညီလိုက်ကြပြီး Animax ကပါသူတို့ရဲ့တိုက်ပွဲစီကိုနောက်တစ်ခေါက်ပြန်ရောက်လာခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း3000နဲ့သူ့မိတ်ဆွေကြီး Merrick နဲ့အတူတူတိုက်ပွဲဝင်ကျင်ခဲ့တဲ့ Animax လည်းအညာတရစက်ရုပ် Ock လေးကိုမညာမတာနှစ်ကောင်ပေါင်းအနိုင်ကျင့်ပေးလိုက်ကြပြီးတဲ့နောက် Danny တို့ကလည်းခိုက်ခါသူတို့တခြားတစ်ဖက်မှာတော့တွေ့ခဲ့ရတဲ့ကောင်လေးဆိုတာကိုမှတ်မိသွားခဲ့ကြပါတယ်Animax ကလက်ရှိ Rangers တွေက White Sox ဆွမ်းအားနဲ့တကယ်ထိုက်တန်မတန်စမ်းသပ်ခဲ့တာဖြစ်ပြီးကဘာကြီးကိုအမှန်တကယ်ကယ်တင်ခြင်းနဲ့စိတ်ဆန္ဒရှိမရှိလဲသိကျင်လို့တမင် White Sox တွေကိုခဏပြန်ခေါ်သွားတာဖြစ်ပေမဲ့စမ်းသပ်ချက်ကိုလူတိုင်းကအောင်မြင်ခဲ့တာကြောင့်သူတို့နဲ့သက်ဆိုင်တဲ့အရာတွေကိုယုံယုံကြည်ကြည်နဲ့ပြန်ထည့်ပေးခဲ့လိုက်ပါတယ်အဲ့ဒါအပြင်သူ့ရဲ့အသက်ကိုကယ်ခဲ့တဲ့ခိုးအတွက်လက်ဆောင်အဖြစ် White Sox Rider ကိုလည်းပေးခဲ့ပြီးဒီကဘာမှာပဲနေဖို့ရွေးချယ်ခဲ့တဲ့သူ့မိတ်ဆွေကြီးကိုနှုတ်ဆက်ပေးရတဲ့ Animax ကဒီတခါတော့အပီးတိုင်ကာလာကြာရှည်စွာပြန်လည်ထွက်ခွာသွားပြီဖြစ်ပါတယ်ဒါကတော့ White Sox Power Ranger အပိုင်း33ဖြစ်ပြီးအပိုင်း34ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ Like Share Comment နဲ့ YouTube မှာလည်း Subscribe လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ် Brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ Like တစ်ချက်နဲ့ Comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်သဘောကျရင်တော့ Share လေးနဲ့ပါကူညီသွားလို့ရပါတယ်